မြတ်စွာဘုရားဟောထားတာလူဆိုလို့ရှိရင်နှစ်ဖက်ဆုံရမယ်တဲ့အမြင်မျက်စိနှစ်မျိုးရှိရမယ်တဲ့လူတွေမှာအမြင်မျက်စိနှစ်မျိုးဆိုတာနံပါတ်1ကဘာလို့ဆိုရင်စီးပွားရှာတတ်တဲ့မျက်စိရှိရမယ်နော်စီးပွားရှာနိုင်တဲ့မျက်စိဆိုတာစီးပွားရေးမျက်စိဆိုတာခုနပြောတဲ့ economy ပြောနော်ဘယ်လိုစီးပွားရှာတဲ့မျက်စိလဲလို့ဆိုလို့ရှိရင်မရသေးတဲ့စီစဉ်ဥစ္စာရအောင်ရပြီးသားစီစဉ်ဥစ္စာတွေတိုးပွားလာအောင်နော်တဖြည်းဖြည်းချမ်းသာကြွယ်ဝလာသည့်အထိအောင်ရောင်းဝယ်ဖောက်ကားစိုက်ပျိုးပါညာအကုန်လုံးပေါ့လူလောကမှာစီးပွားဖြစ်ထွန်းအောင်စီးပွားကြီးပွားတိုးတက်အောင်လုပ်တဲ့ဒီစနစ်တွေအဲ့ဒါဟာစီးပွားရေးမျက်စိလို့ခေါ်တယ်ခြုံငုံပြောလို့ရှိရင်အဲ့ဒီစီးပွားရေးမျက်စိဟာမျက်စိတစ်လုံးမှရှိသေးတယ်တစ်ဖက်ပဲရှိသေးတယ်မြတ်စွာဘုရားကနောက်တစ်ဖက်ရှိသေးတယ်တဲ့အဲ့ဒီနောက်တစ်ဖက်ကဘာလို့ဆိုရင် moral eye လို့ခေါ်တယ်နော်ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိအောင်ဒါကကုသိုလ်ဒါကအကုသိုလ်ဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးဒါကလုံးတဲ့တယ်ဒါကမလုံးတဲ့ဘူးဆိုတာခွဲခြားပြီးသိနိုင်စွာရှိတဲ့ပညာရရှိရအောင်မယ်မှန်တယ်အဲ့ဒီနှစ်ခုစုံမှလူကောင်းလို့ခေါ်တယ်အေးစီးပွားရေးမျက်စိတစ်ခုတည်းသာရှိတဲ့လူတွေဘာဖြစ်လဲလို့ဆိုရင်ဘာပဲဘသူတွေတေးတင်ငတေးမှပြီးရောဆိုစီးပွားရှာနေကြတာချိတယ်ခနေ့ခေတ်မှာစီးပွားရှာတာချိတယ်မမမကန်ပစ္စည်းဥစ္စာတွေမမမကန်အစားအသောက်တွေနဲ့စီးပွားရှာတယ်နော်ဘယ်သူတွေဘာဖြစ်ဖြစ်ဆိုပြီးတော့စီးပွားရှာနေတဲ့လူတွေမရှိဘူးလားဆိုရှိတယ်ရှိတယ်အဲ့ဒါဘာလို့ဒီလိုဖြစ်ရတာတော့ဆို moral eye လို့ခေါ်တဲ့ဒုတိယမျက်လုံးမရှိတာဒုတိယမျက်လုံးမရှိတဲ့လူကတော့စီးပွားဖြစ်ပြီးတော့အကုန်လုံးပဲသူ့ရဲ့စိတ်ဓာတ်ကအဲ့လိုပတ်စံရရင်ပြီးရောပေါ့ရှင်းရှင်းပြောရင်ပတ်စံရရင်ပြီးရောအကုန်လုံးပဲအဲ့ဒါစီးပွားရေးမျက်စိတစ်ဖက်သက်တည်းရှိတာရသော်ဘုရားကအဲ့ဒါဆိုမပြည့်စုံဘူးတဲ့ကိုချင်းတရားနဲ့ပြန်ထိန်ရကိုချင်းတရားနဲ့ပြန်ထိန်မှစီးပွားဖြစ်ရုံနဲ့မကြည့်ရဘူးကိုချင်းတရားမပြည့်စည်စေရတဲ့ကိုချင်းတရားနဲ့ပြန်ထိန်တာအကုသိုလ်နဲ့စီးပွားမရှာဘူးကုသိုလ်နဲ့ပဲစီးပွားရှာမကောင်းတဲ့အလုံးနဲ့စီးပွားမရှာဘူးသူများထိခိုက်မဲ့အလုံးနဲ့စီးပွားမရှာဘူးကောင်းတဲ့အလုံးနဲ့ပဲများမထိခိုက်တဲ့နည်းနဲ့ပဲစီးပွားရှာမယ်ဟောဒီနှစ်ခုထိမ့်ညှိပေးထားတာထိမ့်ညှိပေးထားတာစီးပွားရေးနဲ့ကိုချင်းတရားဒီနှစ်ခုဟာတွဲဖက်ပြီးတော့ထားကဲကိုချင်းတရားပြက်ပြားပြီးတော့စီးပွားပတ်စံရပြီးရောဘယ်လိုနည်းနဲ့ရှာပတ်စံရပြီးရောဆိုတဲ့လူတွေဟာကိုချင်းတရားပြက်ပြားလာတဲ့အတွက်ကြောင့်နောက်ဆုံးမှာဘဝတစ်ခုအဆုံးသတ်ဟာဘယ်တော့မှမကောင်းဒီဘဝကောင်းတယ်ဆိုတော့နောက်ဘဝကောင်းမှုမရှိတော့သူတို့ဒီလိုဆိုလိုတာ